ကဲအားလုံးပဲမင်္ဂလာပါ Football Day Idea Channel ကနေပြီးတော့ညီကတို့အားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ကကျွန်တော်ညနေပိုင်းမှာတင်ပေးခဲ့တဲ့ Aston Villa ပွဲလေးက Body တဝက်နိုင်ခဲ့တယ်ကျွန်တော်ရဲ့ Telegram Channel မှာတင်ပေးခဲ့တဲ့ Real Battle ပွဲကတော့ Body အောင်ခဲ့တယ်လို့ goal လည်းပေါ်ခဲ့တယ်ဗျကျွန်တော်ရဲ့ brother တွေအားလုံးလည်းရလိုက်မယ်လမ်းလိုက်မယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ Telegram Channel ကိုမ join ရသေးတဲ့ညီကိုတွေရှိရင်လည်းကျွန်တော်ရဲ့ Telegram Channel လေးကို join ပေးဖို့ဒီကနေပြီးတော့ဖိတ်ခေါ်လိုက်ပါရစေခင်ဗျโอเคဒီနေ့ညမှာတော့ Bundesliga ပွဲစဉ်တွေကပွဲကောင်းတစ်ပွဲကိုကျွန်တော်ရဲ့ brother တွေအတွက်ကျွန်တော်ကရွေးချက်ပေးလိုက်ပါတယ်ဗျအဲ့ပွဲကတော့ Union Berlin နဲ့ RB Leipzig တို့ပွဲပဲဖြစ်ပါတယ်ပေါက်ချေးကတော့ Leipzig ကနေပြီးတော့တရီကို80ရှုံးချေပေးထားတယ်ဂိုးပေါင်းကတော့3လုံး69ပေးထားတာကိုတွေ့ရတယ်ဗျ head to head ရ RB Leipzig တို့က Union Berlin အသင်းကို10ပွဲနိုင်6ပွဲရှုံး3ပွဲတည်ကျထားတာကိုကျွန်တော်တို့အားလုံးတွေ့ရတယ် Union Berlin တို့အနေနဲ့နောက်ဆုံး5ပွဲမှာ3ပွဲဆက်ရှုံးနေထားပြီးတော့ရလက်ပိုင်းဆိုင်ရာတိတ်မကောင်းတာကိုတွေ့ရတယ်RB Leipzig တို့ကတော့နောက်ဆုံး5ပွဲမှာ4ပွဲဆက်ချင်းငိမ့်နေတဲ့အပြင်ပဲလောလောလတ်လတ်2ပွဲအနိုင်ရရှိထားတယ်ဗျဒီဟာဒီ Bundesliga ဇယားမှာ29မှတ်နဲ့အတူ Leipzig တို့ကအဆင့်2နေရာမှာရှိနေတယ် Leipzig တို့အနေနဲ့ဒဏ်ရာပြဿနာအနည်းငယ်ရှိနေတယ်ဆိုပေမဲ့အခုနောက်ပိုင်းတင်းဖောင်ကလည်းကောင်းနေပြီးတော့တိုက်စစ်ကလည်းဟန်ချက်ညီနေတာကိုတွေ့ရတယ်ဗျကျွန်တော်ကတော့ဒီပွဲမှာ RB Leipzig ကိုပဲရွေးချယ်ခြင်းတယ်တခုရှိတာကဘာလင်တို့ကအိမ်ကွင်းကောင်းသလို Leipzig တို့ကလည်းအဝေးကွင်းအားနဲ့တက်တာကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်မလို့ဂိုးပေါင်းလေးဆိုရင်ဂိုးအောက်လေးကိုရွေးချယ်ပေးခြင်းပါတယ်ဗျအဆုံးထိကြည်သွားပေးတဲ့အတွက်ညီကိုတို့တယောက်ချင်းစီတိုင်ကိုကျေးဇူးတင်ပါတယ်ဘွဲကောင်းလေးမောင်တွဲလေးလည်းတင်ဆက်ပေးသွားမှာမလို့ကျွန်တော်ရဲ့ Telegram Channel လေးကိုလည်း join ထားပေးကြပါဦးဗျ